နိဗ္ဗာန်ဆိုတာဘာလို့သဗ္ဗသင်္ခါရသမထောအကြောင်းကဖန်တီးပြီးတော့ပြုလုပ်ထားတဲ့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွားနေကသတိတန်တရံဆိုတဲ့ကာထာမှာဝိသင်္ခါရကတံစိတ်တံဝိသင်္ခါရဝိပဿနာတရားရဲ့အာယုံကသင်္ခါရမက်ဆေ့ရဲ့အာယုံကြတော့ဝိသင်္ခါရမက်တုဖိုးရိုးရဲ့အာယုံကဝိသင်္ခါရအဲ့တော့သင်္ခါရဆိုတာမမြဲတဲ့နယ်ပယ်ကြီးပေါ့ဝိသင်္ခါရဆိုတာသင်္ခါရကင်းလွတ်သွားတဲ့ဟာကနိဗ္ဗာန်ဆိုတဲ့နယ်ပယ်ပဲအဲ့ဒီဒီနဲ့နိဗ္ဗာန်ကိုအာယုံပြုကြည့်လို့ရတယ်